ကျမုတ်ဤရေထွက်ပစ္စည်းပညာရက်ဆိုင်ရာကျွမ်းကျင်မှုများကိုအသုံးပြု၍ဦးလေးသားဖြစ်သူနှင့်အတူပဇွန်မွေးမြူရေးလုပ်ငန်းကိုဖက်ဆက်လုပ်ကင်ခဲ့ရာပထမနှစ်တွင်အသားတင်အမျက်ငွေ300ရရှိခဲ့သည်လုပ်ငန်းမစမီကအမျက်ကိုတဝက်စီခွဲဝေရန်သဘောတူခဲ့ကြတော့လေနှစ်ချုပ်စရင်ရှင်းသည့်အခါသူကကားအသစ်တစ်စီးဝယ်လိုက်ပြီးကျမုတ်အား9000ကျပ်သာပြစ်ပေးခဲ့ကဝမ်မီသားစုကိုသာမစွန့်ခွာလျင်အသက်ရှင်ရန်လမ်းမရှိတော့ကြောင်းပြောဆိုခဲ့သည်သို့သောကျွန်ုပ်လက်ထဲတွင်ရှိနေသောပဇွန်မွေးမြူရေးမူပိုင်ခွင့်နှင့်ယောဂကာကွယ်ထိန်းချုပ်သည့်နည်းပညာများသည်သူ၏ယင်းနှိမ့်မြုံနှံငွေတိမ်ပေါင်းများစွာထပ်ပို၍တန်ဖိုးရှိကြောင်းသူတို့မသိခဲ့ကြပေ6လကြာတွင်သူတို့မွေးမြူထားသောပဇွန်များမှာယောဂကြောင့်အများစုသေဆုံးကုန်ကြပြီးကျွန်ုပ်မှမူတစ်ဖက်မွေးမြူရေးနည်းပညာဖြင့်လူကုန်ထန်စားတောက်ဆိုင်ကြီးများသို့တည်တံ့တင်သွင်းကငွေကြေးများစွာဝင်ငွေကောင်းခဲ့သည်အမျက်ငွေခွဲဝေသည့်နေ့တွင်ကျွန်ုပ်သည်ရွာရှိဦးလေးသားဖြစ်သူ၏ရုံးခန်းထဲသို့ဝင်သွားပြီးဆိုဖာပေါ်တွင်ထိုင်ကားသောအသစ်ကိုကစားနေသောဦးလေးသားဖြစ်သူကိုကြည့်လိုက်သည်ငါတို့အစကပြောထားတာကတဝက်စီလေဒီကနန်းကနဲနေတယ်လို့ပဲဝမ်ဟာကနှာခေါင်းရှုံကစာအိတ်တအိတ်ကိုစပွဲပေါ်သို့ပစ်ချလိုက်သည်ဘာလဲနဲလို့လားမြေနေရာကငါအဖေလှုပ်ပေးတာရင်းနှီးငွေကငါတို့အိမ်ကထုတ်တာမင်းကလှုပ်အားပဲပေးတာပဲ9000ဆိုတာနဲတာမဟုတ်ဘူးကျင်းတော့ကျွန်ုပ်မငင်းပဲစာအိတ်ကိုကောက်ယူကအိတ်ကက်ထဲထည့်ပြီးထွက်လိုက်သည်ကောင်းပြီမင်းပြောတဲ့အတိုင်းပဲလုပ်မယ်ဝမ်ဟာကဤစကားကိုကြားလိုက်ရသဖြင့်မျက်နှာတွင်အနိုင်ရသူလိုအပြုံးများချက်ချင်းပေါ်လာသည်ဟုတ်သားပဲမင်းနှက်ဖြန်စောလာခဲ့ဦးအဲ့ဒီပစုံပေါက်3000ကိုပိုးတက်ရအောင်မယ်တညလုံးအပင်ပန်းခံလုပ်ရရင်တောင်ပြီးအောင်လုပ်နောက်တစ်ပစုံထုတ်ဖို့မနှောက်နေစေနဲ့မလိုတော့ဘူးနှစ်ကုန်ရင်ငါဆက်မလုပ်တော့ဘူးမင်းဘာသာပဲလုပ်တော့ရဲ့စီမင်းဘလို့ပြောတာလဲငါမှနီးပညာရှိတယ်တကူတော့လွတ်လွတ်လပ်လပ်လုပ်ဖို့စဉ်းစားထားတယ်တကူတော့ဟုတ်လားမင်းတေချာစဉ်းစားစမ်းဒီနှစ်ပတ်စံရှာနိုင်တာငါတို့အိမ်ကကန်တွေကြောင်းပဲမင်းတည်ယူခဲ့တဲ့အပေါ်ရန်အသိပညာနဲ့ဘာမှမဆိုင်ဘူးငါသားမရှိရင်မင်းတပြားမှရှာနိုင်မှာမဟုတ်ဘူးကျွန်ုပ်သူ့စကားကိုဂယုမဆိုင်ပဲရုံးခန်းထဲမှနောက်ကိုလှည့်မကြည့်ပဲထွက်လာခဲ့သည်အိမ်ပြန်ရောက်တော့အမေကမိဖို့ကြောင့်ထဲတွင်အလုရှုံနေပြီးအတန်ကြားသည်နှင့်လက်ကိုအမြန်တုတ်ကမျောလင်းချက်များပြနေတော့မျက်နှာဖြစ်ထွက်လာသည်အရက်ပြန်လာပြီးပဲပြောထားတဲ့တဝက်စီခွဲတဲ့အမျက်ငွေတွေရခဲ့ပြီမလားကျွန်ုပ်စပွဲပေါ်သို့စာအိတ်ကိုတင်လိုက်ပြီးအတွင်းမှတေးသေးချာချာစုထည့်ထားသော9000ကျပ်ကိုထုတ်လိုက်သည်9000ကျပ်အမျက်ငွေတပြားမှမပါပေဝန်ချန်နဲ့ဆက်မလုပ်တော့ဘူးတကူတော်ဆက်လုပ်ဖို့ဆုံးဖြတ်ထားတယ်အမေလက်ထဲမှဟင်းသီးဟင်းရွက်ချင်းတောင်းမြေပြင်ပေါ်သို့တကြုံကြုံနှင့်ကျသွားပြီးဝယ်လာသည့်ပဲတီးများမှာမြေပြင်တွင်ပြန့်ကျဲသွားသည်မင်းယူနေပြီလားအရက်ဝမ်မီသားစုရဲ့ကန်တုံးကန်ကတစ်နှစ်ကိုတိမ့်နဲ့ချီပြီးရှာနေတာမလုပ်တော့ဘူးဆိုပြီးဘလို့လုံးမလုပ်ဖဲနေမှလဲအဖေကမိဖို့ချောင်ပေါက်တွင်ထိုင်ကာရိုးရဆေးတံကိုဖွာဆိုင်နေပြီးတင်းမာနေသောမျက်မှောင်ကိုဖြီးကာဆေးတံတအိုးကုံမှအတန်တိုးတိုးဖြစ်ပြောလာသည်ခြံကျစ်လောက်တာမမှန်ပေမဲ့မင်းဆုံးမရောက်နဲ့အောင်မင်းကပဇုံမွေးဖို့ပဲတည်တာငါကရွာစနစ်ကအဲ့ဒီအနှိပ်ပိုင်းကန်ကိုငါပြီးကိုယ်တိုင်ကန်တူးပြီးပဇုံမွေးမှာအဲ့ဒါနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ရှုညွန့်ကန်လေ၄နှစ်ပတ်လုံးရှာထားတဲ့ငွေဆက်တောင်း18သိန်းကုန်သမျှအဲ့ဒီထဲပြစ်ထည့်လိုက်တာနဲ့မင်းတို့မိသားစုရဲ့အရင်းနှီးတွေအကုန်တော့မှာပေါ့အမေကျွန်ုပ်စဉ်းစားပြီးသားပါအဲ့ဒီမြေကမြေစီလွာကောင်းတယ်ရေအရင်အမြောက်တက်ရှင်းတယ်မြောင်းနှက်တွေတူးပြီးရေလောင်ကန်တွေစောက်လိုက်ရင်ရပြီနက်ဖြန်မနက်စောစောတွင်ကျွန်ုပ်ဒီရွာကော်မတီသို့သွားကငါးကန်ကိုငှားရမ်းခဲ့သည်ရွာထိပ်မှအဖွားအိုအုပ်စုကကျွန်ုပ်အားလက်ညှိုးထိုးကတိုးဖြစ်ပြောဆိုနေကြသည်အဲ့ဒီလူပဲကောင်းတဲ့ဘဝကိုမနေဘဲနဲ့မှွေနှောက်နေတာမိသားစုအရင်းနှီးတွေအကုန်ပုံအောပြီးရင်မကြခင်အကုန်ရှုံးမှာပဲသူတို့ပြောတန်ကိုမကြားဟန်ဆောင်ကရွာကော်မတီထဲသို့ဝင်သွားခဲ့သည်ရွာထောက်ခံရေးမှုဦးလီကကျွန်ုပ်ကိုကြည့်ကတက်ပြင်းချလိုက်သည်အရက်တကယ်ပဲအဲ့ဒီအနှိမ်ပိုင်းမြေကိုငှားမှာလားအဲ့ဒီနေရာကတကယ်မဖြစ်နိုင်ဘူးပြီးတော့မင်းကခြံနဲ့လည်းပြဿနာဖြစ်ထားတာရွာသားတွေအကုန်မင်းကိုစောင့်ကြည့်နေကြတယ်ဦးလီကျွန်ုပ်စဉ်းစားပြီးပါပြီကျွန်ုပ်မှာနီးပညာရှိတယ်ပဇွန်ကိုတေချာပေါက်မွေးထုတ်နိုင်မှာပါဦးလီကောင်းခလိုက်ပြီးကျွန်ုပ်နဲ့စာချုပ်ချုပ်ဆိုပေးခဲ့သည်ကျွန်ုပ်ရွာကော်မတီမှထွက်လာသည်နှင့်ဇင်ကန်မှာစစ်ကားကိုမောင်းလာတော့ဝန်ချန်နဲ့တိုက်မိမတက်ဖြစ်သွားသည်လင်းရဲ့ကောင်းလုပ်ငါအများကြီးငွေရှာပြီးအိမ်ဝယ်တဲ့အခါကျရင်မင်းကိုပါခေါ်ပြမယ်သူကကားမှန်ပေါင်းမှနေ၍900တန်ငွေဆက်ကူတရွက်ကိုပြစ်ချလိုက်ရာကျွန်ုပ်၏ခြေရင်းမှရှုမြေပေါ်သို့ကျသွားသည်ဒီတရားကငါဘက်ကမင်းကိုရင်းနှီးပေးတာမင်းအကုန်ရှုံးသွားရင်ပြန်မခေါ်နဲ့တော့ကားကဖုံးထူထပ်ဖြစ်မောင်းထွက်သွားသည်ကျွန်ုပ်ကိုယ်ပေါ်မှဖုံများကိုခါထုတ်လိုက်ကကုန်း၍အဲ့ဒီတရားတန်ကိုကောက်ယူပြီးတိတိချာချာခောက်ကရင်ဘတ်အနီးအိတ်ကက်ထဲသို့ထည့်လိုက်သည်ငါကန်ငါပြီးမကြမီမှာပင်မြောင်းတူးနေစဉ်လိမုံရောင်ကအိတ်ကိုဆွဲကရှောက်လာသည်ကိုမြင်လိုက်ရသည်လင်းရဲ့ငါတို့ရဲ့ထိမ်းများလက်ထပ်မှုကိုဖျက်သိမ်းလိုက်ကြရအောင်ခမည်းဘာပြောလိုက်တာလဲခမည်းကရှုလွေနဲ့ယွန်စရာကောင်းနေတာဘာနာကက်ရှိမှလဲဝန်ချန်ကငါ့ကိုရွှေဆွဲကြိုးဝယ်ပေးတယ်မြို့မှာအိမ်ဝယ်ပေးမယ်လို့လည်းပြောတယ်သူမသည်စစ်ဆက်စာချုပ်ကိုစုပ်ဖြဲပစ်လိုက်ပြီးဝန်ချန်ဤကားပေါ်သို့တက်ကထွက်သွားခဲ့သည်ကျွန်ုပ်တူကိုတင်းစုပ်ကင်ကဆက်လက်အလုပ်လုပ်ခဲ့ပြီးနေဝင်မှသာအိမ်ပြန်လာခဲ့သည်အမေဘာဖြစ်လို့လဲအမေကလှည့်ကြည့်လာရာမျက်လုံးများငိုထား၍နေရဲနေသည်အကြောင်းရင်းမှာသူမသည်ယနေ့လိုမိသားစုထံခိုးသွားကဝန်ချန်အားကျွန်ုပ်ကိုအခွင့်အရေးတစ်ကြိမ်ထပ်ပေးရန်တောင်းဆိုခဲ့တော်လဲလူအများရှိတွင်အဆက်ခွဲခံခဲ့ရခြင်းကြောင့်ဖြစ်သည်ဝန်ချန်ကကျွန်ုပ်သည်တလားလားစာ2000တောင်မတန်ကြောင်းပြောဆိုခဲ့သည်ကျွန်ုပ်အမျက်ဒေါသထွက်ကကိုရီတုံရီလာပြီးဝန်မိသားစုထံဝင်သွားရန်ပြင်ဆင်စဉ်အဖေကလက်ကိုတင်းဆွဲထားသည်မတော်နဲ့ကောင်းလုပ်ပဇွန်တွေကိုအောင်မြင်မွေးပြနိုင်တာကအကောင်းဆုံးပဲကျွန်ုပ်သွားကိုကြိတ်ကခေါင်းညစ်ပြလိုက်သည်ထိုနေ့မှစ၍အဖေနှင့်ကျွန်ုပ်သည်အာယုံမတက်မီကလေးကအလုပ်လုပ်ကြပြီးအမြန်ဆုံးအကောင့်ထဲဖော်ရန်ကြိုးစားခဲ့ကြသည်ရွာထဲတွင်ကျွန်ုပ်သည်အမေကိုတောင်းပန်ခိုင်းပြီးမတရားလုပ်သည်ဟုသောကောလာဟာလာများပုံမှုပြန့်နှံ့လာခဲ့သည်ရက်အနှဲငယ်အကြာမွန်လွဲပိုင်းတွင်ကျွန်ုပ်သည်အရေးကြီးဆုံးသောကန်ခေါင်ပိုင်းကိုပြင်ဆင်ပြီးစီးခဲ့သည်ခါးကိုမလိုက်စဉ်ဝေးလံသောနေရာမှကားတန်ကြဲကြဲကိုကြားလိုက်ရပြီး
ဝန်ချံမောင်းလာကကားလမ်းကြောင်းကြီးနှစ်ခုခြံထားခဲ့ပြီးမြေကြီးများပြိုကျသွားသည်ဝန်ချံဟိတ်တောင်းပန်ပါတယ်မမြင်လိုက်ဘူးဒီလမ်းကလည်းတိတ်မခိုင်ဘူးပဲအဲ့ဒါပဲဒီလောက်အားနေတာကိုပစုံမွေးချင်နေသေးတယ်အလားဟတာအပင်ပန်းမခံနဲ့တော့ဝန်ချံမင်းတမင်လောက်တာမလားလောက်တာပဲဘာဖြစ်လဲတက်နိုင်ရင်ငါ့ကိုရိုက်လေကျွန်ုပ်လက်သီးကိုတင်းတင်းဆုပ်ကလက်သေးများအရေးပြားတဲ့စိုက်ဝင်သွားသည့်အထိဖြစ်သွားတော့လဲခေါင်းခါလိုက်သည်ထားလိုက်ပါနောက်တစ်ခါပြန်ပြင်လိုက်ရင်ရပြီဒီလိုလူမျိုးနဲ့စိတ်တူစရာမလိုပါဘူးအမေကငိုယိုနေပြီးကျွန်ုပ်ကသွားကိုကြိတ်ကတနေ့ကျရင်သူ့နောင်တရအောင်လုပ်ပြမယ်ဟုပြောလိုက်သည်ညစ်နက်သည့်အထိအလုံးလုံးမှသာကန်ဤပိုက်များကိုပြန်လဲပြင်ဆင်နိုင်ခဲ့သည်ရက်အနှဲငယ်အကြာတွင်ဒေါ်လေးကတတိယဦးလေးစတုထဒေါ်လေးတို့ကိုခေါ်ဆောင်လာခဲ့သည်အရက်ဒေါ်လေးရဲ့စကားကိုနားထောင်ပါအလားသာမကြိုးစားနဲ့တော့ခြံကအခုအခြေအနေကောင်းနေပြီသွားပြီးတောင်းပန်ပြီးပြန်လှုပ်လိုက်သူတို့ကကျွန်ုပ်အားဝိုင်းရံကတားမြစ်ကြပြီးတောင်းပန်မှသာရွာထဲတွင်လူအဖြစ်ရက်တည်နိုင်မည်ဟုပြောဆိုကြသည်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်ုပ်ဆုံးဖြတ်ပြီးပြီမပြန်တော့ဘူးမင်းကဘာလို့ဒီလောက်ခေါင်းမာရတာလဲမင်းအဖေနဲ့အမေစိတ်ပူနေရပြီခြံကပြောတယ်ပြန်လာရင်တစ်လ3000ပေးမယ်တဲ့နဲတာမဟုတ်ဘူးတုံးတွင်းမှာအုတ်တယ်ရရင်တော့ဝန်ချန်စီမှာအလုပ်လုပ်ဖို့မသွားဘူးဆွေမျိုးများကမတားနိုင်တော့ပဲခေါင်းခါကထွက်သွားကြသည်ဒေါ်လေးကအမေအားဤကလေးပျက်စီးသွားပြီဟုပင်ပြောခဲ့သည်အဖေကတခုံးမှမပြောဘဲတူးရင်းကိုကောက်ယူကမြေတူးရန်စတင်ခဲ့သည်ထိုနေ့မှစ၍အဖေသည်နေ့စဉ်အလုပ်ကြိုးစားခဲ့ပြီးအမေလည်းကြက်ဥများကိုဝက်များအတွက်အကုန်ထုတ်ပေးခဲ့ကမိသားစုလိုက်အတက်တရောလုတ်ကင်ခဲ့ကြသည်ဝန်ချန်ကကျွန်ုပ်သည်သူတို့၏ပစုံမွေးမြူရေးနည်းပညာကိုခိုးယူသွားသည်ဟုရွာထဲတွင်ကောလာဟလများဆက်လက်ဖြန့်ချိခဲ့သည်မကြာမီတွင်ရွာသူရွာသားအများစုကပါဤစကားကိုယုံကြည်သွားကြပြီးကျွန်ုပ်အားကြည်သည့်အကြည့်များပြောင်းလဲသွားကြသည်သူတို့မသိဘူးလားလင်းရဲ့နည်းပညာကငါတို့အိမ်ကခိုးလာတာလေဟုတ်တယ်မဟုတ်ရင် तू ဘယ်လိုလုပ်တကူတော့မွေးရဲမှာလဲအဖေကဤအကြောင်းကိုကြားသိရပြီးဝန်ချန်ထံတွားရောက်ရှင်းလင်းရန်စူးစမ်းတော်လဲဝန်ချန်ကမငြင်းယုံတာမကအဖေကိုပါဆဲဆိုခဲ့သည်အဖိုးကြီးဘာတွေလျှောက်ပြောနေတာလဲငါပြောတာမှန်တယ် तू ကခိုးတာပဲမင်းသားကခိုးတယ်ဆိုရင်မင်းကလည်းကောင်းတဲ့လူမဟုတ်ဘူးအဖေတုံဝီလာပြီးအိမ်ပြန်ရောက်တော့အခါ secret တစ်ထုပ်လုံးကုန်အောင်ဖွာရှိုက်ကတခုံးမှမပြောခဲ့ပေကျွန်ုပ်အဖေအားနှစ်သိမ့်ပေးခဲ့သည်သူ့စကားတွေကိုဂယုမဆိုင်နဲ့ငါတို့ပစုံတွေထွက်လာရင်ကောလာဟာလာတွေသူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်နောက်တစ်ပတ်တွင်ကန်တီဆောက်မှုအလုံးစုံပြီးစီးသွားခဲ့သည်မကြာမီဝန်ချန်နှင့်လိမုံရောင်တို့ကားဖြင့်ရောက်လာကြပြီးကံပေါင်တွင်ရက်ကလှောင်ပြောင်ကြသည်မင်းရဲ့ကံကတိမ်လိုက်တာခြေဖွားတော်မမြုပ်ဘူးနက်တဲ့နေရာဆိုလူတောင်တိမ်နိုင်တယ်ဒီလောက်ပုံစံမကျတဲ့ပိုက်တွေနဲ့ဆိုပစုံတွေအကုန်ခုန်ထွက်ကုန်မှာပဲဟုတ်တယ်ဘာလူစားလဲဆိုတာမသိဘူးတထေးလှုပ်ချင်နေသေးတယ်အရှုံးပေါ်ပြီးတောင်းစားရမယ့်အချိန်ရောက်လာမှာပါဝန်ချန်တို့ထွက်သွားပြီးနောက်ကြောက်တို့ကဒေါသထွက်ကဝန်ချန်ကိုတွားရောက်ရှင်းလင်းရန်ပြောတော့လဲကျွန်ုပ်တားမြစ်ခဲ့သည်စကားများနေလို့အကျိုးမရှိပါဘူးငါတို့ပစုံတွေထွက်လာရင်အကောင်းဆုံးအဖြစ်ဖြစ်လာပါလိမ့်မယ်လေးလပိုင်းအစတွင်ပစုံပေါက်များထည့်သွင်းရမည့်အချိန်ရောက်လာပြီးအခြားခရိုင်မှပစုံပေါက်ရောင်းချသူနှင့်ဧပြီလ9ရက်နေ့တွင်ပို့ဆောင်ရန်ကြိုတင်ချိတ်ဆက်ထားခဲ့သည်သို့သောဧပြီလ4ရက်နေ့ညတွင်ပစုံပေါက်ရောင်းချသူထံမှဖုန်းဝင်လာပြီးကျွန်ုပ်၏ပစုံပေါက်များအလူခံလိုက်ရကြောင်းပြောကြားခဲ့သည်ဖုန်းချပြီးချက်ချင်းကားမောင်းသွားခဲ့တော်လဲဝန်ချန်ကပစုံပေါက်များအလုံးကိုယူသွားနှင့်ပြီးဖြစ်သည်ရောင်းချသူကတောင်းပန်ခဲ့တော်လဲအခြားအားနည်းသောပစုံပေါက်များသာကြန့်ရှိတော်သည်အဖေ၏စစ်ပေါ်တာဟောင်းတဦးဖြစ်သောဦးကျန်းကအခြားခရိုင်တွင်အရေးသွေးကောင်းသောပစုံပေါက်များမွေးမြူထားရှိကြောင်းအဖေကသတိရသွားပြီးဖုန်းဆက်မေးမြန်းခဲ့သည်ကံကောင်းထောက်မစွာဖြင့်ဦးကျန်းထံတွင်အရေးသွေးကောင်းပစုံပေါက်များကြန့်ရှိနေသေးပြီးမူလစင်းတို့အတိုင်းရောင်းချပေးမည်ဖြစ်သည်ထိုနေ့ညနေပိုင်းတွင်ပစုံပေါက်များတွားယူခဲ့ကြပြီးည10နာရီခန့်တွင်မှရွာသို့ပြန်ရောက်ခဲ့သည်ဝန်ချန်ကကျွန်ုပ်အားပစုံပေါက်မရအောင်တားဆီးနိုင်ခဲ့တော်လဲနောက်ဆုံးတွင်ပစုံပေါက်များရရှိသွားသဖြင့်ဖုန်းကိုပစ်ပေါက်ကဒေါသထွက်ခဲ့သည်ပစုံပေါက်များထည့်သွင်းသည့်နေ့တွင်အမေကရိုးရာဓလေ့တိုင်းကန်ထဲသို့စံစပါးနှင့်အမွှေးအကြိုင်များပတ်ဖြန်းကကောင်းမွန်စေရန်ဆုတောင်းပေးခဲ့သည်ပစုံပေါက်များထည့်သွင်းပြီးနောက်နေ့စဉ်အာယုံမတက်မီကလေးကထားကာရေစားတက်ကိုတိုင်းလာခြင်းရေအယောင်ကိုစစ်ဆေးခြင်းတို့ဖြင့်အချိန်ကုန်ဆုံးခဲ့သည်မကြာမီတွင်ပစုံများတွင်ရေယုံရောဂါ Gilbert disease ဖြစ်ပွားလာသဖြင့်မြို့ပေါ်မှဆေးဝါးများဝယ်ယူကာတတ်မှတ်ချက်အတိုင်း3ရက်ဆက်တိုက်ပတ်ဖြန်းပေးခဲ့ရမှသာရောဂါတဖြည်းဖြည်းလျော့ပါသွားခဲ့သည်ဤသတင်းကိုဝန်ချန်သိသွားပြီးကျွန်ုပ်၏ပစုံများအားလုံးသေဆုံးတော့မည်ဟုကောလာဟာလာများထပ်မံဖြန့်ခဲ့သည်ထိုစဉ်အတွင်းဝန်ချန်ကပုံမိုဆိုးရွားသောလုပ်ရက်ကိုလှုပ်ဆောင်ခဲ့ပြီးတညတွင်ကျွန်ုပ်၏ကန်ရှိလေထိုးဆက် Erator ပလက်ကိုခိုးဖြုတ်သွားခဲ့သည်နနက်ခင်းစစ်ဆေးသည့်အခါလေထိုးဆက်မလဲပတ်တီကိုတွေ့ရှိရပြီးပစုံအချို့သေဆုံးနေပြီဖြစ်သည်ချက်ချင်းပြန်လည်တက်ဆင်ကအောက်ဆီဂျင်ထည့်သွင်းပေးခဲ့တော်လဲအချို့မှာသေဆုံးသွားခဲ့ပြီဖြစ်သည်ဒါဟာဝန်ချန်လုပ်မှန်းသိတာတော့လဲတက်တည်မရှိသဖြင့်အလားအတာဖြစ်ခဲ့ရသည်မစိုးရိမ်ပါနဲ့နောက်ပိုင်းမှာညဘက်ကန်ဆောင်တာအလှည့်ကျလုပ်ကြမယ်ဟုအဖေနှင့်ကျွန်ုပ်ဆုံးဖြတ်ခဲ့ကြသည်သို့သောဝန်ချန်ကကျွန်ုပ်၏အတွေ့အကြုံရှိအလုပ်သမား3ဦးကိုနှစ်ဆလစာပေးကခေါ်ထုတ်သွားခဲ့ပြန်သည်ထိုအချိန်သည်ပစုံမွေးမြူရေး၏အရေးကြီးဆုံးကာလဖြစ်သဖြင့်အလုပ်သမားမရှိတော့ဘဲကျွန်ုပ်တို့သားဖ3ဦးသာလျှင်9ဦးစာအလုပ်များကိုလုပ်ကင်ခဲ့ရသည်မေလသို့ရောက်လာပြီးမုတ်တုံမိုးရွာသွန်းမှုကြောင့်ဒေသတွင်ပစုံကန်များအများအပြားရေကြီးနှိမ့်မြုပ်ခဲ့ပြီးအခြားမွေးမြူသူများဆုံးရှုံးမှုကြီးမားခဲ့သည်ပစုံဈေးနှုန်းမှာ1ကီလိုလျင်12ကျပ်မှ28ကျပ်အထိမြင့်တက်လာခဲ့တော့လဲဝန်ချန်ဤကံများလည်းမလုကင်းမဲ့ယောဂဖြစ်ပွားကာ1ကီလိုလျင်8ကျပ်ဖြင့်သာရောင်းချရတော့သည်
သို့သောကျွန်ုပ်၏ကံတွင်2 မီတာနက်သောရေနှုတ်မြောင်းများနှင့်ရေလောင်ကန်များကြိုတင်တိစောက်ထားရှိသဖြင့်ရေရှမ်းမှုကိုကာကွယ်နိုင်ခဲ့ပြီးပဇွန်များကျန်းမာစွာဆက်လက်ရှင်သန်နိုင်ခဲ့သည်မိုးသေးထန်စွာရွာသွန်းသည့်ညတညတွင်ကျွန်ုပ်တို့သားဖာ3 ဦးကံပေါင်းကိုစောက်ရှောက်ရင်းအဖေ၏လက်မောင်းတွင်ကြောက်တုံးဖြစ်ရှာနာသွားခဲ့တော်လဲဆက်လက်လုပ်ကင်ခဲ့ကြသည်မိုးစဲသွားပြီးပထမဆုံးညနေတွင်ပဇွန်ပုံးများကိုဆွဲတင်ကြည့်ရာအကောင်ကြီးမားပြီးအခွန်ပြအောက်ခံဖြူသောကျမ်းမာတန်ဆွမ်းသောပဇွန်များကိုတွေ့ရှိရသည်အောင်မြင်ပြီးငါတို့ရဲ့ပဇွန်တွေအောင်မြင်သွားပြီဟုအဖေကဝမ်းသာအားရပြောကြားခဲ့သည်သတင်းပြန့်နှံ့သွားသည်နှင့်တပြိုင်နက်ရေထွက်ပစ္စည်းဝယ်ယူသူများရောက်ရှိလာကြပြီးမြို့ပြအဆင့်မြင့်စားတောက်ဆိုင်ကြီးဖြစ်သောကြီးရွှေရွှန်ပိုင်ရှင်စုရွှေရွှန်စုဖြူရွှန်ပါရောက်ရှိလာခဲ့သည်စုရွှေရွှန်ကကံကိုတေချာစွာစစ်ဆေးပြီးအရေးသွေးအလွန်ကောင်းမွန်ကြောင်းတွေ့ရှိရသဖြင့်ချက်ချင်းပင်ရေရှည်ထောက်ပံ့ရေးစာချုပ်ကိုချုပ်ဆိုခဲ့ပြီးဈေးကွက်ပေါက်ဈေးထက်30%ပိုပေးကငွေသားဖြင့်ချက်ချင်းငွေချေပေးခဲ့သည်ဤစာချုပ်ကြောင့်ပထမဆုံးအကြိမ်ရောင်းချမှုတွင်ငွေကြေးများစွာဝင်ငွေကောင်းခဲ့ပြီးအမေဝမ်းသာမျက်ရည်ကျခဲ့ရသည်ဝန်ချန်ကဤအကြောင်းကိုသိရှိသွားပြီးကြီးမားသောမနာလိုမှုဖြင့်ဗန်မှငွေချယူကမြေဧက186ဧကအထိတိုးချဲ့ကကျွန်ုပ်နှင့်ရှင်ပြိုင်ရန်ဆုံးဖြတ်ခဲ့သည်သို့သောသူ၏ကံများမှာအလတ်တကူတူးဆွထားခြင်းယောဂပါသောပဇွန်ပေါက်များတုံးဆွဲခြင်းတို့ကြောင့်မကြာမီတွင်ကြီးမားသောယောဂဘေးနှင့်ရင်ဆိုင်ရပြီးပဇွန်များအားလုံးတိတ်ဆုံးကုန်ကြသည်ဈေးကွက်ပြိုင်ဆိုင်မှုတွင်ကြာရှုံးပြီးဈေးနှုန်းများကိုအလွန်မင်းလျှော့ချရောင်းချခဲ့ရတော့လဲအရေးသွေးမပြည့်မီခြင်းကြောင့်ဝယ်သူမရှိတော့ပေဝန်ချန်သည်အခက်အခဲများကြုံတွေ့ရပြီးနောက်ကျွန်ုပ်အားကောလာဟာလာများဖြန့်ခြင်းအစိတ်ခတ်ခြင်းစသည့်မတရားသောနည်းလမ်းများဖြင့်ဖျက်ဆီးရန်ကြိုးစားခဲ့တော်လဲတက်တဲ့အထောက်အထားများနှင့်တကွတရားဝင်ဖော်ထုတ်နိုင်ခဲ့သည်ရဲတပ်ဖွဲ့နှင့်ဈေးကွက်ကြီးကြပ်ရေးအဖွဲ့၏စစ်ဆေးချက်များအရဝန်ချန်နှင့်သူ့နောက်ွယ်မှကူညီသူဂျန်ထောက်ဂျိန်းထဲတို့၏မမှန်မကန်လှုပ်ဆောင်မှုများထင်ရှားလာပြီး2 ဦးစလုံးဖမ်းဆီးအကျဉ်းချခံခဲ့ရသည်ဝန်ချန်သည်တမင်ရည်ရွယ်ချက်ဖြင့်အစိတ်ခတ်မှုကြောင့်ထောင်ဒဏ်3 နှစ်ကျခံခဲ့ရပြီးလီမုံရောက်မှလည်းအတရေဖြတ်မှုနှင့်ငွေညှစ်မှုတို့ကြောင့်ထောင်ဒဏ်1 နှစ်ကျခံခဲ့ရသည်ဤပြဿနာများအားလုံးပြီးဆုံးသွားပြီးနောက်ကျွန်ုပ်နှင့်ဆူရွှေရွံတို့၏ဆက်ဆံရေးမှာပုံမနီးကပ်လာပြီးချစ်သူများဖြစ်လာခဲ့ကြသည်နောက်ပိုင်းတွင်ကျွန်ုပ်သည်ပဇွန်မွေးမြူရေးတမဝါယမအသင်းကိုတည်ထောင်ခဲ့ပြီးရွာသူရွာသားများအားလုံးကိုနည်းပညာများအလကားတင်ကြားပေးကာကောင်းမွန်သောဈေးနှုန်းဖြင့်တင်သွင်းပေးနိုင်ခဲ့သည်ပထမဆုံးနှစ်ချုပ်အမျက်ငွေခွဲဝေပွဲတွင်ရွာသူရွာသားများအားလုံးအမျက်ငွေအမြောက်များရရှိခဲ့ကြပြီးရွာကော်မတီမှဦးလီကကျွန်ုပ်အားရွာကိုချမ်းသာကြွယ်ဝလာအောင်ကူညီပေးသူအဖြစ်လှိုက်လဲစွာကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်အမျိုးသားနှင့်သို့မဟုတ်ရာသီပွဲတော်တွင်ဆူရွှေရွံနှင့်လက်ထပ်ခဲ့ကြပြီးမင်္ဂလာပွဲကိုခမ်းနားစွာကျင်းပနိုင်ခဲ့သည်အတိတ်ကခက်ခဲကြမ်းတမ်းမှုများလှည့်စားခံရမှုများလောင်ပြောင်ခံရမှုများကိုကျော်လွန်ကာမိမိ၏ကိုယ်ပိုင်လက်ရာနှင့်ဤပညာဖြင့်အောင်မြင်မှုကိုရရှိခဲ့ပြီးပတ်ဝန်းကျင်ရှိလူများပါအတူတကွချမ်းသာကြွယ်ဝလာစေရန်ဆောင်ရွက်နိုင်ခဲ့ပေသည်